ဆရာတော်ဘုရားတဲ့မနောကံနဲ့ပြမမိခဲ့တဲ့ပြမတဲ့အပြစ်ကိုတဲ့မနောကံနဲ့ပဲတောင်းပန်လိမ့်ကျေနိုင်ပါသလားဘုရားဒါလေးကလည်းမှတ်သားဖို့လိုလားမလိုလားမနောကံနဲ့ပြမလားမပြမအောင်လားခဏနာပြမနော်မနောကံနဲ့ခဏနာပြမတယ်ဘုန်းကြီးတို့ဝီနီးမှာတော့မနောတော်ရဲ့ပနာအနာပတ်တိလို့ပြောတယ်မနောတော်ရဲ့ပနာအနာပတ်တိတဲ့စိတ်နဲ့ကျุလွန်ရင်အာပမသိဘူးဆိုပြီးတော့ဝီနီးမှာတော့ပါတယ်ဒါပေမဲ့တစ်ခါအဲ့ဒီမနောကံကအဲ့ဒီစိတ်နဲ့လေအဲ့ဒီစိတ်နဲ့တည်သွားရင် तू ကအရင်အကျိုးပေးတာကာယကံဝစီကံမနောကံဒီမှာမနောကံကအပြည့်ကြီးဆုံးလို့တချို့ကပြောတယ်ဝိနည်းမှာကတော့မနောကံအနာပတ်တိအပြည့်မရှိဘူးအဘိဓမ္မာရှုထောင့်ရပြောမယ်အဲ့ဒီမနောကံနဲ့ပြစ်မှားတဲ့စိတ်နဲ့တည်သွားရင်အဲ့ဒီမသေးခင်ဖြစ်တဲ့စိတ်ကအရင်အကျိုးပေးတာဆိုသူကအရင်သွားအကျိုးပေးတာအဲ့ဒီစိတ်အစွဲပေါ့စိတ်အစွဲကြောင့်ဖြစ်ဆိုမနောကံနဲ့ပြစ်မှားမိခဲ့တဲ့ရှိရင်တဲ့အဲ့ဒီမနောကံနဲ့တောင်းပန်ခြေနိုင်ပါသလားဖေဟာဆိုတော့မနောကံနဲ့ပြစ်မှားလိုက်လို့အပြစ်တွေရှိခဲ့သည်အပြစ်တွေကိုယ့်ဘဝတက်ရောက်လာတယ်ဆိုရင်မနောကံနဲ့ပြစ်မှားလိုက်တဲ့အတွက်ကြောင့်ဆိုးကျိုးတွေကြုံလာပြီဆိုရင်အဲ့ဒီကိုပြစ်မှားတဲ့ကံရဲ့အဆိုးကျိုးကိုရနေတာအဲ့ဒါမျိုးကြတော့ तू ကမနောကံနဲ့ပြစ်မှားရင်လည်းပဲရတော့ရပြီမဲ့ तू ကကာယကံမြောက်ဝစီကံမြောက်ကိုပြစ်မှားတဲ့ပုံကိုသွားတောင်းပန်ပြီးတော့ဟိုကခွင့်လွတ်ပေးလိုက်တဲ့အခါမှာပျောက်တာမြတ်စွာဘုရားလက်ထက်ကရှင်ကြီးဆိုတာယန္တာကြီးတစ်ပါးရှိတယ်ရှင်ကစ္စည်းဆိုတာကလေအသားအရန်လှတာကစ္စည်းဆိုတာကိစ္စနာရွှေရောင်ဝင်းဝါနေရွှေရောင်လုံးဝင်းဝါနေတဲ့အသားရည်ရှိတဲ့အဲ့ဒီရှင်ကစ္စည်းမထေတနေ့တော့ तू ကရေချိုးစိတ်မှာဟိုခင်းကမြစ်အဲ့မှာမြစ်တွေရှိတော့အဲ့ရေချိုးစိတ်မှာရေစင်းချိုးနေတဲ့အချိန်မှာတောရေရတထေးသားနဲ့အပေါင်းပါတွေကလာတာဒါတော့ရှင်မကစ္စည်းမထေရဲ့အသားရောင်ကိုကြည့်ပြီးတော့ तू ကပြစ်မှားတာငါမိမမြန်ဒီလိုအသားအယောင်မျိုးရှိရင်သိကောင်းမှာပဲပြစ်မှားလိုက်ပါဇက်နဲ့မပြုတ်စိတ်နဲ့ပြစ်မှားတယ်သူမြင်ပြစ်မှားခံရတဲ့ပုဂ္ဂိုလ်ကယဟန္တာကြီးဖြစ်နေဟိုကသိတော်မသိဘူးသူ့ကိုပွဲမယူဒါပေမဲ့သူပြစ်မှားတဲ့ကံကယဟန္တာကြီးသွားထိရောက်တဲ့အခါချက်ချင်းခန္ဓာကိုယ်ပြောင်းသွားတာဖုံးကညာတစ်ပါးလုံးရနေပြားသွားတာတခါတည်းယောက်ျားကနေမိန်းမဖြစ်သွားအဲ့မှာသူရှက်ပြီးတော့လေအဝိဇ္ဇာတွေဝက်ပြီးတော့ထွက်ပြေးသွားတခြားမြို့ကိုရောက်တခြားမြို့ရောက်တော့မိမဘဝနဲ့ရောက်သွားတာနော်မိမဘဝနဲ့တခြားမြို့ရောက်တော့အဲ့ဒီမှာလဲသူကသူကံစားတာတခြားမင်းသားတယောက်နဲ့အကြောင်းပါပြီးတော့ယောက်ျားထက်ကြတယ်တောရရဘဝနဲ့ကလည်းမိမရတာကလေး2ယောက်ရှိတယ်အဲ့ဒါပြစ်မှားလိုက်တော့မိမဘဝရောက်သွားဟိုဘက်မြို့မှာလဲမိမဘဝနဲ့ယောက်ျားထက်ရသားသမီးတွေရတော့နောက်တော့သူ့တငယ်ချင်းတယောက်ကတိုက်သူ့တကယ်ချင်းတယောက်ကအဲ့ဒီမြို့ကိုသွားရင်းနဲ့သူ့ကိုသွားတွေ့ဟာမင်းငါတကယ်ချင်းမဟုတ်လားဟုတ်တယ်တဲ့အဲ့လိုဖြစ်သွားတာအဲ့လိုဘဝပြောင်းသွားဘယ်လိုလုပ်ရမလဲအားစဉ်ရှင်မကစ္စည်းမထေရဒီမြို့ကိုကြွတယ်အဲ့မင်းတော့မှန်လားဆိုပြီးတော့အဲ့ဒါကိုထိလက်ရောက်သွားပြီးတော့ရှစ်ကိုပြီးတော့ပြစ်မှားမိပါတယ်ဘုရားရှင်များအပြစ်တွေကိုပွေမိပါနဲ့ဘုရားလို့ကာယကံမြောက်ဝစီကံမြောက်သွားတောင်းပန်လိုက်တဲ့အခါကျတော့မှမူလပုံစံတိုင်းယောက်ျားပြည့်ဖြစ်သွားပြန်အောင်နော်ဆိုတာကမနောကံနဲ့ပြစ်မှားဟိုဘက်ကမသိပင်မဲ့ယဟန္တာကြီးပြစ်မှားခံတဲ့ပုဂ္ဂိုလ်ကသီလသမာဓိပြည့်စုံတဲ့ပုဂ္ဂိုလ်ကြီးဖြစ်ရင်ကိုကအဲ့ဒီအကျိုးဆိုးကျိုးခံရတယ်အဲ့မျိုးကြုံလို့ရှိရင်ကိုထိလက်ရောက်သွားတောင်းပန်ရအကယ်၍များတဲ့မြတ်စွာဘုရားစာပေမှာတော့အကယ်၍များတဲ့မရှိတော့ဘူးဆိုရင်တော့တဲ့သူ့ရဲ့ဟိုအုတ်ကူတို့သူတို့နေရာတို့မှာသွားတောင်းပန်ရင်လည်းပဲအထိုက်လျောက်တော့အပြစ်ကိုကြည်ပါတယ်တဲ့ဒါကြီးကိုဆွဲတိုင်းဖြစ်မနေဘူးတော့လိုတာပေါ့တဲ့နော်ဆိုတာစေတနာရည်ရွယ်ချက်နဲ့ပြောရင်ဝတ်ကပြန်လိုက်တယ်စေတနာမပါဘဲရုပ်တရက်ပြောလိုက်လို့ရှိရင်တော့ဝတ်ကြွေးကလိုက်ချင်မှလိုက်အကုသိုလ်တော့ဖြစ်တယ်ကုသိုလ်နဲ့ခြေဖျက်လို့ရတယ်ခုနသောရည်ရတစ်ဖြစ်လဲတရားဘဝနှစ်ဘဝရသွားပြစ်မှားလိုက်တာအံ့ဩစရာကောင်းတာတန်ဝေကရပြီးတော့ဘုန်းကြီးအပီးဝယ်သွားတာအဲ့ဒီတရေသားဘုန်းကြီးဝယ်သွားတော့သူ့ဘဝအကြောင်းသိနေတော့ဘုန်းကြီးအချင်းချင်းနောက်ကြတယ်သူ့ကိုလေအရှင်ဘုရားတဲ့ယောက်ျားဘဝရတဲ့သားသမီးနဲ့မိန်းမဘဝရတဲ့သားသမီးဘသူ့ကိုပိုချစ်လဲတော်မေးတာအဲ့တော့သူကပြန်ဖြေလဲဆိုပုထုဇဉ်သူကယန္နာမဖြစ်သေးတော့ပုထုဇဉ်ဘဝပွင့်လင်းပြောရင်တဲ့မိန်းမဘဝကရတဲ့သားသမီးကိုပိုချစ်တယ်ဟုတ်တာပေါ့အမေတွေကကိုနဲ့လွယ်ပြီးမွေးထားတာမဟုတ်လားသားသမီးကိုအဖေနဲ့အမေဘသူကပိုချစ်လဲ
အမေတွေကပြောတယ်နော်အဖေလည်းပြောလိုက်ပါအဖေကပိုချစ်ပါတယ်ဖေမိဘကတော့ချစ်တာတော့ချစ်ကြတာတိုးတော့အမေတွေကြတော့ဒီခန္ဓာဝင်ကြီးဒုက္ခကြီးနဲ့လွယ်ပြီးမွေးရအမေကပိုချစ်တာဆိုတော့အမေဘဝကမိခင်ဘဝကရတဲ့သားသမီးကိုပိုချစ်ပါတယ်ဆိုနောက်တော့မိကုန်းနေများများပြီးတော့သူစိတ်ညစ်ပြီးတောထဲထွက်ပြီးတော့တရားကျင့်လိုက်တာရဟန္တာဖြစ်သွားရောသူကခုနပြင်မာတဲ့တောရည်ရရဟန္တာဖြစ်သွားတော့တခါတန်ဃာတော်တွေကြားထဲပြန်ရလာမိပြန်ရောရှင်မြတ်မိမဘဝနဲ့ယောက်ျားဘဝရတဲ့သားသမီးဘယ်သူကိုချစ်လဲဆိုရဟန္တာမဖြစ်ခင်တုန်းကမိမဘဝရတဲ့သားသမီးကိုချစ်တယ်လို့ဖြေလိုက်တယ်ရဟန္တာလည်းဖြစ်သွားတော့တပည့်တော်ဘယ်သူကိုမှမချစ်တော့ပါဘူးအချစ်တွေကုံသွားပြီလေဟုတ်တယ်မလားအချစ်တွေကုံတော့အပြစ်တွေလည်းကုံသွားတဏှာကုံသွားတာရဟန္တာဖြစ်သွားသားသမီးချင်းတူတူဖြစ်သွားပြီဆိုပြောချင်တာကမနောကံနဲ့ပြစ်မှားတဲ့နေရာမှာအဲ့ဒီမနောကံအစွဲနဲ့သေသွားရင်တော့အဲ့ဒီအပြစ်ကကြီးတယ်သို့တော့အဲ့ဒီမနောကံမှာစေတနာရွယ်ချက်မပိုင်အပြစ်မကြီးဘူးတကယ်ကိုပြစ်မှားခဲ့တဲ့ပုဂ္ဂိုလ်ကအကယ်၍များတက်ရှိထင်ရှားရှိတယ်ကိုကျင့်သီလလည်းကောင်းတယ်သေးတယ်ဆိုရင်တော့သူကတော့သိသည်ဖြစ်စေမသိသည်ဖြစ်စေကိုကသွားတောင်းမှလိုက်မှပို့ပြီးတော့တက်ရောက်မှုပို့အားကောင်းပါတယ်ဒီလောက်ဆိုရင်ရပြီနော်သာဓုခေါ်သာဓုသာ